မီကိုလေးသွားဝယ်ပေါ့နော်အဲ့ဓမီကိုလေးမှာမှန်လေးနည်းနည်းလေးအဲ့ရလေးပါတော့လေကျွန်တော်စိတ်ထဲမှာလေမဝယ်ရဲတော့ဘူးသိလားကားတိုက်ခိုက်မရှိဘူးနော်ကားကောင်းတယ်ဒါပေမဲ့မဝယ်ရဲခဲ့ဘူးအပြည့်နောက်ကားလေးပေါ့နော် Fit တို့ GD1 လို့သွားဝယ်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြပြအောင်ပါဟုတ်ကဲ့မင်္ဂလာပါကျွန်တော်က link ခအိမ်မှာပေါ့နော်ထုံးစံတိုင်းကျွန်တော်ရဲ့ဒီကားရောင်းဟာလေးတွေကို like and share လုပ်ပါကျွန်တော်မေတ္တာရက်ခံနေပါတယ်ဒီနေ့လိုက်ပေါ့နော်ကျွန်တော်တို့ကားတွေဝယ်လာကွာခြားချက်လေးတွေကျွန်တော်တို့ပြောပြချင်တာပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့2015-16လောက်တော့ကားဝယ်တော့အတွေ့အကြုံလေးမှာဓမီကိုလေးသွားဝယ်ပေါ့နော်အဲ့ဓမီကိုလေးမှာမှန်လေးနည်းနည်းလေးအဲ့ရလေးပါတော့လေကျွန်တော်စိတ်ထဲမှာလေမဝယ်ရဲတော့ဘူးသိလားကားတိုက်ခိုက်မရှိဘူးနော်ကားကောင်းတယ်ဒါပေမဲ့မဝယ်ရဲခဲ့ဘူးအပြည့်နောက်ကားလေးပေါ့နော် Fit တို့ GD1 လို့သွားဝယ်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြပြအောင်ပါအဲ့ Fit မှာဟိုပြန်သေးလေးနည်းနည်းပါပေါ့နော်ဘောနက်လေးမှာတကားလေးမှာပါတယ်မဝယ်ရဲဘူးထားခဲ့ပြန်အောင်အဲ့လိုမျိုးအခစ်ကွာလာမဒီဘက်ခစ်ကြတော့တဖေးတော့ဘာလက်ခံလာလဲကြတော့အင်းတော့အော်သေးပါမှလက်ခံတယ်ဒီဘက်ခစ်ကြတော့အော်သေးရရင်တဖေးနဲ့နည်းနည်းပါဟိုဘယ်လိုပြောပြန်သေးလေးပါရင်လည်းရတယ်ဆိုပြီးလက်ခံလာပြန်တဖေးနဲ့လို့ခစ်လေးတွေပြောင်းလာရင်ဘယ်လိုဖြစ်လာတော့ဒီဘက်ခစ်ရောက်လာတော့ပြန်သေးတစည်းလုံးပဲစေးပတ်မပတ်ဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုအတိုက်ခိုက်မပိုင်ပြီးရောဆိုပြီးဒီဂျပန်ကားလေးတွေကိုအဲ့လိုမျိုးပြောလာပါတော့ခေဆက်ပေါ့နော်ကားဝယ်တာဒီနေ့ဒီပြောင်းလဲလာတဲ့အတွေးခေါ်တွေပေါ့နော်အဓိကတော့ဒီကားရှားပါလာတဲ့ပြဿနာမကုန်ချမ်းပေါ့ GDN လေးကဒီထပ်ဝင်ဖို့လည်းမရှိတော့ပေါ့နော်ထပ်ဖို့လည်းမရှိတော့တဲ့ခါကျတော့ဒီဘက်ကိုအဲ့တော့ရှိတဲ့ကားလေးတွေကိုဒီဆေးဘော်ဒီပတ်ကားလုံရင်းနဲ့ပဲလမ်းပေါ်သွားတဲ့ကားလေးတိုက်ခိုက်ကင်ကားကောင်းလေးတွေကိုပဲဟိုကားကောင်းလေးဆိုဈေးတစ်မျိုးပေါ့နော်မထန်ရောင်းကြရင်လည်းတွေ့လာပါတော့အဲ့တော့ GDN ဒီကားဒီ model ဒီကား connection နဲ့ပဲဆိုင်တယ်ဈေးအောင်နော်ကားရန်ကောင်းရင်တော့တွန်းသူခေါ် on နေတဲ့လူတွေပြန်ထွက်နေတဲ့လူတွေအများကြီးပေါ့နော်ခေါ်နေကြအမျိုးပေါ့အဲ့တော့ GDN ဒီကားကောင်းမကောင်းတဲ့ဟိုဒီအဓိကကျွန်တော်ပြောချင်တာဘယ်လိုလဲဆိုတော့ဒီဆေးကိုတိတ်မကြောက်ကြတော့ဘူးပေါ့နော်ရိုးစေးတက်ခိုက်လောက်ကိုပဲလူတွေကနည်းပြန်ပြီးရွေးချယ်လာတဲ့ပေါ့နော်အခုမြင်နေတွေ့နေရလေးပေါ့နော်အဲ့လိုမျိုးလေးပေါ့ကားလေးတွေရော့လာရှိရဟုတ်ကျွန်တော်တို့ခင်းနဲ့အခုခင်းနဲ့ကားဝယ်လာကွာခြားချက်လေးပြောပြတာနော်လေးတစ်ခုနဲ့ပြီးရင်နောက်ဗီဒီယိုကြရင်ကျွန်တော်ဘယ်ခိုင်းနေအကြောင်းကျွန်တော်ပြောပြအောင်ဟုတ်လား